ကြောင်းစင်လာကြီးမှာရာဇဝင်မှာရွှေရောင်ကျုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်ပင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်မွေးစကားရှမစင်သိမ်းတာဘူကောင်းဖက်ကသွေးဒီရစေရှောင်းမပဲဘူး hey ရေကောင်းတော့ထွန်းလို့ဘူးပဲစာဒီသွေးစာဒီမှာ hey ရေကောင်းတော့တော့မြမလေးဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူမယ်တော့အိမ်မကိုထိုးတဲ့ပြလို့ MYANMAR မြန်မာတဲ့ hey မြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR